Hello အားလုံးမင်္ဂလာပါဘောနော်ဟိုပါဘောနော် YouTube မှာကျတော့လိန် wallpaper ထည့်နေလို့ပြောပြမှာဆိုတော့နော် wallpaper ထည့်နေလို့ပြောပြပါမယ်ပေါ့နော်ရင်ဆုံးပေါ့နော်ဒီလိုလေးပေါ့နော်ရင်ဆုံးကွာပိတ်လိုက်လော့ပေါ့နော်လော့ဖွင့်တော့ဒီလိုပေါ်လာကွာပေါ်လိုက်နေထားဒီလိုတိုင်းနဲ့အမှားပေါ့နော် wallpaper extra နဲ့ how extra ရှေ့ပေါ့နော်ဟိုစင်မဲ့အထက်မှာဆိုကြည့်ပေါ့နော်ကြည့်မယ်ဒါဆိုရင်ငကိုဖုန်းကခွဲလာတဲ့ wallpaper အဆိုကြောင်ပုံလေးပေါ့နော်စူစီပြနားမှာဆိုရေးခဲ့မှာရေးခဲ့နားကြည့်ပါဒါစူစီအမပေါ့နော်ကြည့်လားဒါစူစီတောင်နှစ်ယောက်ပေါ့နော်ဒီ H ကတူခုပေါ့တူပေါ့နော်ဒီမှာဒါတော့ခုနပြထည့်ဟာလေးပေါ့နော်ဒီလိုလိုက်ဒီမှာပေါ့လမ်းအပေါင်းလေးဆိုအရှိပေါ့နော်အပေါင်းလေးနဲ့ပေါ့နော်ကိုထဲချင်တဲ့ပုံပေါ့နော်ကိုဖုန်းနဲ့ကိုထဲချင်တဲ့ပုံဒီက background ပုံလေးထည့်လိုက်မှာဆိုကွာဒီမှာ background ပြီးတော့ stereo ski ပေါ့နော်သူတို့အောက်ကဒီဟာလေးကိုနှိပ်လိုက်ရမှာပဲပြီးတော့မှ play to lost and play to အောက်ကဟာလေးကိုနှိပ်တယ်ပေါ့အဲ့ကျရင်တော့အဝပပါပြီးလို့ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ကျရင်ကွာပေါ့နော်အကုန်ရှင်းလိုက်မယ်ကွာရှင်းလိုက်ဆိုဒီမှာကြည့်ပေါ့နော်ဒီမှာကြည့်ပါနော်ရပါဒါမှမဟုတ်ရင်ပေါ့နော်ကိုကတခြားပုံပြန်ပြောင်းနေဆိုရင်လည်းတရားကြိုက်ပဲနေပေါ့အမှဆို wallpaper extra နဲ့ house တင်ချပေါ်လာရပေါ့နော်အမှဆိုလည်းကိုကြိုက်တဲ့ဒီပုံတွေထဲမှာကိုကြိုက်တဲ့ပုံထဲပေါ့နော်ကိုမကြိုက်ဘူးဆိုရင်တော့မှဒီအပေါင်းလေးကိုနှိပ်ပြီးတော့အပေါင်းလေးနှိပ်ပြီးတော့နောက်တစ်ပုံပြောင်းလို့ရရပေါ့နော်အပေါင်းလေးနှိပ်ပြီးတော့နောက်တစ်ပုံပြောင်းလို့ရရပေါ့နော်စူစီရကြတော့ပေါ့နော်လက်ကုန်း fan ဆိုတော့လက်ကုန်း wallpaper ပဲထထားပေါ့နော်ကြည့်ပါပြီးတော့ပြန်ရှင်းမယ်ပေါ့နော်ပြန်ရှင်းနိုင်မှာပေါ့နော်လက်ကုန်း wallpaper လေးပေါ့နော်ရသွားပါပြီနော်နောက်ကျေးဇူးအားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်နောက်သိချင်တာရှင်လည်းမေးလို့ရပါတယ်ချိန်မီရွေးပါပဲနော်